မင်္ဂလာပါထိုင်းမှာဘူးတီကတော့အကြီးဆုံးအနေနဲ့အခုလိုအရွယ်စားလေးရွယ်ဖြစ်ပါတယ်ဘူးတီကိုတေချာရေးဆေးပြီးွားပြီဆိုရင်တော့နူးအီးတဲ့အထီအောင်กินသွားပြီပါထိုင်းမှာဟင်းချက်နီးလေးတွေအပြင်ကျွန်တော်တခြားဆေးရုံစကပြန်နေခီးသွားအကျိုးအပို့လေးစိတ်အကျိုးပို့ရလည်းလုပ်ပါတယ်ဘူးတီกินလို့ပြီးွားရင်တော့ကြက်သွန်အဖြူနဲ့ငရုတ်သီးစိမ်းကိုလှော်သွားပေးပါလှော်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့ထောင်းပါမယ်လှော်ထားတဲ့ပစ္စည်းတွေကိုထည့်ပေးပါဒါကတော့နန်းနန်းမင်းဖြစ်ပါတယ်ပစွန်ကြောင့်မှုံအားလုံးကိုရောထောင်းပေးပါငရုတ်သီးစိမ်းထည့်ထားတာကျွန်တော်အနံ့လေးပဲထည့်ထားတာဖြစ်တဲ့အတွက်ငရုတ်သီးလှော်မှုတ်လေးကိုထည့်ပြီးွားရင်တော့กินထားတဲ့ဘူးသီးကိုအခွန်ခွာပြီးတော့ကျွန်တော်ရောပြီးတော့ထောင်းပါမယ်အရသာအနေနဲ့ချုံမှုန့်အနှင်းငင်နဲ့ငားငံပြာရည်ထိုင်းငပိကိုအသုံးပြုထားတာပါတယ်ထိုင်းငပိရမရှိဘူးဆိုရင်တော့ငပိစိမ်းသားကိုကြော်ပြီးတော့ထည့်ပေးလို့ရပါတယ်နောက်ပိတ်ဆုံးမှာတမယာသီးလေးညှစ်ပြီးထည့်ပေးပါဘူးသီးကိုအခုလိုမျိုးကျွန်တော်လိုမျိုးပဲညံ့အောင်ထောင်းပေးသွားပါဘူးသီးကပြုတ်ထားတာလည်းမဟုတ်ဘဲနဲ့မိခင်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့မိခင်အနံ့လေးနဲ့တော်တော်လေးကိုမှုေးပြီးတော့စားလို့ကောင်းပါတယ်ဘူးသီးကိုတစ်ခါမှဒီလိုမျိုးမိခင်ပြီးမထောင်းဘူးမစားဘူးဆိုရင်တော့စားကြည့်ပါလုံးဝကိုရှယ်ထမင်းစားမိန်ပါတယ်ကြက်ဥကြော်သို့မဟုတ်ကြက်ဥပြုတ်လေးနဲ့တွဲပြီးစားမယ်ဆိုရင်တော့တော်တော်လိုက်ဖက်ပါတယ်ဘူးသီးကိုစားနေကြအတိုင်းနေရအရန်ယူယူသွားပါပြီကြော်တာတွေချက်တာတွေချင်းချက်တာတွေထက်အခုလိုမျိုးလေးမိခင်ပြီးမထောင်းစားဘူးဆိုရင်တော့ထောင်းစားကြည့်ပါအရန်စားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူး